အားလုံးပဲမင်္ဂလာပါရှင် Goddess Me Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကမှာတော့မမေတို့တောင်ဒေတာစာတစ်ခုဖြစ်တဲ့ဘိန်းမုတ်နဲ့မိတ်ဆက်ပေးပါမယ်ဘိန်းမုတ်ကတော့အဖြူရဲ့အနီရဲ့2မျိုးရှိပါတယ်အခုပြတာကတော့ဘိန်းမုတ်အဖြူရောင်ပဲဖြစ်ပါတယ်အဖြူကိုရှင်ဆက်ရည်နဲ့စားရတာဖြစ်ပြီးတော့အနီကိုကြတော့ဒီတိုင်းအုံးသီးလေးတွေနဲ့ပေါ့နော်အဲ့အလေးနဲ့ထည့်စားရပဲဖြစ်ပါတယ်ဘိန်းမုတ်အဖြူကိုတော့မုတ်လည်းများလို့မုတ်အုပ်ကလေးလို့ပေါ့နော်ကျဲဥတို့ပါတို့နဲ့လည်းထည့်ပြီးတော့စားလို့ရပါတယ်မမေတို့တောင်ကူမှာကတော့ဘိန်းမုတ်ကိုမနက်စောစောစားကြပါတယ်ဘယ်လိုလူတွေစားလဲဆိုတော့အလုပ်စောစောသွားတဲ့လူတွေပြီးရင်ကျောင်းသူကျောင်းသားတွေအောက်ကြဘိန်းမုတ်ကြိုက်တဲ့လူတွေစားတာများပါတယ်မမမေကတော့ဘိန်းမုတ်တစ်ခါစားရင်9ခုလောက်စားပါတယ်ရှင်ဘိန်းမုတ်အနီကဟိုဘက်ကဆိုင်မှာမရှိတဲ့အတွက်ကြောင့်မလို့ဒါနောက်တစ်ဆိုင်ကိုထပ်ပြီးတော့ရိုက်ပြပေးထားပဲဖြစ်ပါတယ်အုံးတီးကအခုဆိုလို့ရှိရင်တစ်လုံးကို400လောက်ဖြစ်တဲ့အတွက်ကြောင့်မလို့အုံးတီးစာဒီဘိန်းစီတွေထည့်ပြီးတော့လုပ်ပြထားပဲဖြစ်ပါတယ်မမေငငယ်ရွာဆိုလို့ရှိရင်ဒီကောင်လေးလိုပဲပါနော်ဘိန်းမုတ်စားဖို့မနဲ့စောရဘိန်းမုတ်စားရောက်နေရပဲဖြစ်ပါတယ်သူကတော့80ကောင်လို့ထည့်ထားတာပါမမီရဲ့ blog လေးကိုကြည့်ပြီးတဲ့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်တောင်ကိုလာတဲ့ခါကြလို့ရှိရင်တောင်ကိုဒေတာဖြစ်တဲ့ဘိန်းမုတ်လေးကိုစားဖို့ recommend ပေးပါရရှင်တခြားမျိုးကဘိန်းမုတ်နေလို့မဟုတ်ဘဲနဲ့မမီတို့တောင်ကဘိန်းမုတ်ကအရင်စားလို့ကောင်းပြီးအစ်ဆက်နေတဲ့အတွက်ကြောင့်မို့လို့တောင်ကလာရင်ဘိန်းမုတ်လေးဝယ်စားကြည့်ပါလို့ပြောချင်ပါတယ်မမီရဲ့ဗီဒီယိုတွေကိုကြည့်ပြီးရတဲ့အတွက်လည်းအားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်တဒါ